ကျန်းတန်ဒေတာရဲ့ပြင်းထန်တဲ့နှွေးခေါင်ခေါင်မှာလူငယ်လေးလူချင်းဟဲဟာသူ့ရဲ့တိုးအုပ်ကိုထိန်းချောင်းရင်းတွန်းတဲ့ထဲမှာရေအရင်းမြစ်ကိုခက်ခက်ခဲခဲရှာဖွေနေခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲမိနဂါ6ဝန်းတဲကမိတောက်တွေကြားမှာပိတ်မိနေတဲ့မွေဖြူလေးတစ်ကောင်ကိုသူတွေ့လိုက်ရတဲ့ချင်းဟဲကသူ့ရဲ့တနေ့စာတောက်ရည်လေးကိုအနစ်နာခံပြီးမိတောက်ထဲကမွေဖြူလေးကိုကယ်တင်ခဲ့ပါတယ်။မွေဖြူလေးကလူလိုနားလဲစွာနဲ့ကောင်းသုံးချိန်ကြီးပြကကျေးဇူးဆက်တဲ့အနေနဲ့တဲပြင်ပေါ်မှာကျေးဇူးတင်ပါတယ်လို့စာရေးပြခဲ့ပါတယ်။ဒီနောက်မွေဖြူလေးခေါ်ဆောင်ရာလှုပ်ဝက်ကူတဲကိုနိုင်ဝက်လောက်လိုက်သွားတဲ့အခါမှာတော့ရွှေရောင်ဝင်းလက်နေတဲ့ကြေးတကားကြီးပွင့်သွားပြီးခမ်းနားလာတဲ့မွေနိုင်ငံတော်မြေအောက်နန်းတော်ကြီးကိုတွေ့လိုက်ရပါတော့တယ်။မွေဖြူလေးကတကယ်တော့မွေမင်းကြီးရဲ့သမီးတော်ချင်းယောင်းပါမွေမင်းကြီးကချင်းဟဲကိုဆုလက်အနေနဲ့ရွှေတက်တာတို့တိရစ္ဆာန်တွေရဲ့စကားကိုနားလည်နိုင်တဲ့လှုပ်ဝက်နားတောင်းဆိုပြီးနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ခိုင်းပါတယ်။ချင်းဟဲကသူ့ငွေစားအဖေရဲ့ပဲပြားဆိုင်လေးပြန်ဖွင့်ဖို့ရှော့ဒီကိုမက်ပေမဲ့နောက်ဆုံးမှာတော့စွမ်းအားကိုပဲရွေးချယ်ခဲ့ပါတယ်။မင်းသမီးလေးကသူ့နှစ်ဖူးကိုအဲ့ဒီအကြေးကုံလေးနဲ့ထိလိုက်တာနဲ့တပြိုင်နက်ပရက်စိတ်လေးတွေကအစငွေလေးတွေအတင်းပြောနေတာအထိတိရစ္ဆာန်တွေရဲ့စကားတွေကိုအကုန်ကြားလာရတော့တယ်။အဲ့ဒီနောက်မင်းသမီးလေးက9ရက်ပြည့်တဲ့လပြည့်ညမှာဒီကိုဝကိုပြန်လာခဲ့ဖို့ချင်းဆိုလိုက်ပါတယ်။မနက်မိုးလင်းတာနဲ့ချင်းဟဲတယောက်တိရစ္ဆာန်တွေရဲ့အတန်ပေါင်းဆုံးကိုကြားနေရပြီလေတိုးတွေရဲ့ညှဉ်းညူတန်ကြွက်တွေရဲ့အတန်တွေကြားကနေအရေးကြီးတာကိုပဲခွဲခြားနားထောင်တက်လာတော့တိုးကြောင်ရတာအရင်ကထက်အများကြီးပူတယ်သွားတယ်9ရက်ပြည့်လို့လပြည့်ညရောက်တော့ချိန်ထားတဲ့အတိုင်းကိုဝကိုပြန်သွားခဲ့တယ်။ငွေမင်းသမီးလေးကချင်းဟဲဟာစွမ်းအားကိုအလွဲသုံးစားမလုပ်တဲ့အတွက်စမ်းသပ်မှုအောင်မြင်ကြောင်းပြောပြီးတောင်ပေါ်ကဖုံးတော်ကြီးတစ်ပါးရဲ့အဆိုအရချင်းဟဲဟာတာမန်လူမဟုတ်ဘူးလို့ဆိုပါတယ်။ချင်းဟဲကတော့သူဟာပဲပြားဆိုင်ရှင်အဖိုးကြီးကောက်မွေးထားတဲ့မိဘမဲ့တယောက်ပါလို့ပဲတွေးပြီးအံ့ဩနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲငွေဖြတ်ဘူးလေးဟာဖြူစင်ဝင်းဝန်းနေတဲ့အလွန်လှပတဲ့မိမပြိုလေးဖြစ်လူရောက်ဖန်ဆင်းလိုက်ပါတယ်။သူမကချင်းဟဲရဲ့ပဲပြားဆိုင်ပြန်ဖွင့်ဖို့ရှင်းဟောင်းပဲပြားလုံနည်းတွေကိုတင်ပေးမဲ့အပြင်သူ့ရဲ့မိသားစုစင်းမြင့်အစ်စ်မှန်ကိုပါကူညီရှာဖွေပေးမယ်လို့ကတိပေးခဲ့ပါတယ်။ငွေကြေးမရှိလို့အခက်တွေ့နေတဲ့ချင်းဟဲကိုတန်မိုးကြီးပလဲတစ်လုံးပါလက်ဆောင်ပေးခဲ့လို့နှစ်ယောက်သားပန်းမတ်မှုမျိုးလေးစီပြန်လာခဲ့ကြပါတယ်။သူတို့နှစ်ယောက်မျိုးကိုပြန်ရောက်တော့ဝမ်းကွဲမောင်နှမတွေလိုဟန်ဆောင်လိုက်ကြတယ်။ချင်းယောက်ရဲ့ထူးခြားတဲ့အလှကြောင့်မျိုးထဲမှာဟိုးလေးတကြောဖြစ်သွားခဲ့တာပေါ့။ချင်းဟဲကပလဲကိုငွေ90နဲ့ပေါင်ပြီးယူမိသားစုပဲပြဆိုင်ကိုပြန်ဖွင့်ခဲ့တယ်။ချင်းယောက်ရဲ့လှုပ်ဝက်ချက်အတိုင်းစမ်းရည်နဲ့တေချာစိန်ပြီးလှုပ်ထားတဲ့ပဲပြတွေကနူးညံ့ပြီးအရသာတိတ်ရှိလုံးလို့နေတိုင်းမနက်ပိုင်းတင်ရောင်းကုန်တဲ့အထိအောင်မြင်လာတဲ့ချင်းယောက်ကပဲပြကူလှုပ်ပေးုံနဲ့မကဘူး။သူမရဲ့မွေနိုင်ငံတော်ကစေပညာတွေနဲ့မြို့သူမျိုးသားတွေကိုအခမဲ့ဆေးကုပေးလို့လူမိသားစုကဆေးဆရာမလေးဆိုပြီးနာမည်ကြီးလာတဲ့ဒီသတင်းကမျိုးမျက်နှာဖုံးတထေးသားချန်ကြီးရွှမ်းစီရောက်သွားပါတော့တယ်။သူဟာချင်းယောက်ရဲ့အလှကိုမျက်စိကျသွားပြီးနေတိုင်းဆိုင်ကိုလာနေမကောင်းချင်အောင်ဆောင်ပြီး AC ကလီလာလောက်ပါတော့တယ်။ချင်းယောက်ကတော့တွေးခုံလုံးမှန်ပါတယ်ဆိုပြီးသူ့ရဲ့ချင်းကပ်မှုတွေကိုလိမ္မာပါနဲ့စွာနဲ့ပဲညှင်းလွတ်လိုက်ပါတယ်။အချိန်ချင်းညှင်းခံရပေမဲ့တထေးသားချန်ကြီးရွှမ်းကလက်မလျှော့ပါဘူး။ဒီတစ်ခါတော့ချင်းဟဲကိုလှည့်ပတ်ပြီးစကားလာပြောတယ်စာမွေးပွဲဖြစ်ပြီးယာတူးယူဖို့လာမြောက်ပင့်ပေးပေမဲ့ချင်းဟဲကတော့သူ့မှာရီမန်းချက်ကြီးကြီးမားမားမရှိဘူးအေးချမ်းချမ်းပဲနေချင်တယ်လို့ပြန်ဖြေခဲ့တယ်တထေးသားကစိတ်ထဲကနေလှောင်ပြောင်နေပေမဲ့အပေါ်ရန်ကတော့ချီကျူးဟန်ဆောင်ပြီး3ရက်နေရင်လုံးမဲ့သူ့အဖေရဲ့မွေးနေ့ပွဲကိုလာဖို့ဖိတ်ခေါ်သွားတယ်ချင်းဟဲကမသွားချင်ပေမဲ့ချင်းယောင်းကဒီမျိုးမှာအခြေချခါစားမှုမျက်နှာပြက်ခံလို့မကောင်းဘူးဆိုပြီးသွားဖို့တိုက်တွန်းခဲ့တဲ့ပွဲနေ့ရောက်တော့ချန်ကြီးရွှမ်းကချင်းယောင်းကိုငေးကြည့်နေတာကိုချင်းယောင်းကရိပ်မိပြီးချင်းဟဲရဲ့လက်မောင်းကိုတမင်တွဲပြလိုက်တယ်ဒါကိုမြင်သွားတဲ့တထေးသားကဒေါသထွက်သွားပြီးပွဲကြရင်ချင်းဟဲကိုအဆက်ခွဲဖို့အကြံစီစဉ်းစားပါတော့တဲ့ပွဲတော်မှာအရက်တောက်ရင်ကြပြဆက်တဲ့ကစားဝိုင်းရောက်တော့ချန်ကြီးရွှမ်းကချင်းဟဲကိုတမင်အကွက်ဆင်ပြီးကြပြရွတ်ခိုင်းပါတယ်တာမန်ဒေါသလေးလို့ထင်ထားပေမဲ့ချင်းဟဲကအစင်းမြင့်ကြပြတစ်ပုတ်ကိုအေးအေးဆေးဆေးရွတ်ပြလိုက်တဲ့အခါလူတိုင်းအံ့ဩသွားကြတယ်ဒါကိုကြည့်ပြီးချန်ကြီးရွှမ်းကချင်းဟဲဟာတာမန်လူမဟုတ်တော့ဘူးဆိုပြီးသူ့လူတွေကိုနောက်ကျောင်းစုံစမ်းခိုင်းလိုက်တယ်3ရက်ကြာတော့သူ့တပည့်အာဖူကအရေးကြီးတဲ့သတင်းတစ်ခုရလာတယ်အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်တွေကလူဖိုးကြီးဟာအပြင်ကနေကလေးတယောက်ကိုခိုးကြောင်ခိုးဝက်ခေါ်လာခဲ့မှုလေဆိုတာပါပဲအဲ့ဒီကလေးကိုထုတ်ထားတဲ့ဆောင်ကတာမန်မဟုတ်ပဲနန်းတွင်တုံငကားပုံဖော်ထားတဲ့ပိုးထည်ဖြစ်နေလို့အဖိုးကြီးကဒီမျိုးကိုညာရင်းချင်းပြောင်းပြေးလာတဲ့ဒီသတင်းကိုကြားလိုက်ရတဲ့ချန်ကြီးရွှမ်းဟာလွန်ခဲ့တဲ့10နှစ်ကရန်ကျုံမြို့မှာအင်ရှိမင်းသားလောက်ကြံခံရပြီးအသက်တစ်နှစ်အရွယ်မြေးတော်လေးပျောက်ဆုံးသွားခဲ့တဲ့နန်းတွင်လှုပ်ဝက်ချက်ကြီးကိုချက်ချင်းသွားတတိယလိုက်ပါတော့တယ်ချင်းဟဲဟာအဲ့ဒီပျောက်ဆုံးနေတဲ့နန်းမွေခံမင်းသားများဖြစ်နေမလား